မြန်မာတွေရဲ့လူနေမှုစရိုက်ကမိဘတွေကသားသမီးတွေကိုအမြဲတမ်းကျွေးမွေးပြီးတဖွာမကွာနေစင်ကြတဲ့မြန်မာတွေရဲ့ဒီရိုးရာစရိုက်တစ်ခုရှိတယ်ရိုးရာစရိုက်ရှိတော့မိဘတွေရဲ့အရေးကိုခိုးပြီးတော့ဒီကလေးသူငယ်တွေဟာလူငယ်လူရွယ်တွေဟာမိဘအရေးကိုပြီးတော့မိဘကြွေးတာစားပြီးတော့ဘာဖြစ်လာတော့လူပြင်းနေဖြစ်ကုန်သူတို့ကိုယ်တိုင်စီးပွားရှာနိုင်စွမ်းမရှိကြတော့တခြားလူမျိုးတွေကြည့်အရွယ်မရောက်ခင်ကတည်းကလှုပ်တက်ခိုင်နှံ့အောင်ဆိုပြီးတော့ခိုင်းတယ်အရွယ်လေးရောက်လာပြီဆိုရင်ကိုယ့်အိမ်တော်မနေခိုင်းဘူးတခြားနေရာကိုလွတ်ပြီးတော့သူများစီမှာအလုပ်လုပ်ခိုင်းတဲ့ဟာတွေတောင်ရှိအဲ့ဒါဘာဖြစ်လို့တော့ဆိုရင်ကိုယ့်ခြေထောက်နဲ့ကိုယ်ရနိုင်အောင်သင်ပေးတာမြန်မာလူမျိုးတွေကတော့အဲ့လိုမဟုတ်ဘူးဒါအများစုကိုပြောတာမြန်မာလူမျိုးအများစုကဒီလိုမဟုတ်ဘူးအမေအဖေကကြွေးတာပဲထိုင်စားနေကြတာများတယ်ဟောကိုယ်တိုင်စီးပွားလုပ်ဖို့ကြတော့မိဘကလည်းအာမပေးဘူးဖြစ်အဲ့လိုဖြစ်တဲ့အခါကျတော့ဘာဖြစ်တယ်ဆိုမြန်မာလူငယ်လူရွယ်တွေမှာစီးပွားရေးမျက်စိကချို့တက်လာတော့အလုံးမရှိတော့ဘယ်ရောက်သွားတော့ဆိုလက်ဖက်ဆိုင်ရောက်ကြတာဟောလက်ဖက်ဆိုင်ရောက်တဲ့အခါကျတော့လက်ဖက်ချမ်းတောက်ရကနေပြီးတော့ဘာတွေတောက်လာတော့ဆိုအရက်တွေဘာတွေတောက်ကြတာဟောအဲ့ဒီလူတွေဖြစ်ပြီးတော့လူတွေဟာကြီးပွားတိုးတက်မှုတွေတိတ်ပြီးတော့မရှိတော့အဲ့ဒီမှာရင်ကျေးလိမ်မာဆိုပြီးတော့သင်္นานတွေဖွင့်တဲ့အခါရင်ကျေးလိမ်မာဆိုတာဘာတွေဖွင့်တော့ဘုရားဘယ်လိုရှိခိုးရတယ်ဘုရားဘယ်လိုကြောရတယ်ဒီလိုရင်ကျေးလိမ်မာလူကြီးတွေနဲ့ဘယ်လိုပြောရတယ်ဘယ်လိုဆက်ဆံရတယ်38ဖြာမင်္ဂလာတရားတို့ဣတိပိသောတို့ဆိုတာတွေဘာသာရေးနဲ့ပတ်သက်တာတွေသင်ကြားဖို့ချတယ်အရေးမကြီးဘူးလားကြီးပါတယ်အဲ့တော့အရေးကြီးဆုံးနံပါတ်1ကဘာလဲလို့ဆိုရင်စီးပွားရေးသင်ပေးဖို့လိုအပ်တယ်စီးပွားရေးပြည့်စုံမှဘာသာတရားကိုချင်းတရားစိတ်နေသဘောထားတွေကိုသင်ကြားပေးဖို့လိုအပ်တယ်ဘုရားဒီနှစ်ခုဟာဖြိုင်းတူသင်ရမယ့်ပညာရနှစ်ခုပဲဖြစ်တယ်ပေါ့အဲ့ဒါကိုမြတ်စွာဘုရားကဟောတာလူဘဝရောက်လာလို့ရှိရင်တဲ့ပညာမျက်စိ2မျိုးရှိအောင်သင်ကြားပေးချပေးရမယ်ပညာမျက်စိ2မျိုးရှိဖို့လိုအပ်တယ်စီးပွားရှာတတ်တဲ့ပညာမျက်စိကုသိုလ်အကုသိုလ်အကောင်းအဆိုးအကြောင်းကျိုးကိုသိတတ်တဲ့ကိုချင်းတရားနဲ့ပတ်သက်တဲ့မျက်စိအဲ့ဒီအမြင်မျက်စိ2မျိုးလုံးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မှလာတယ်လောကဟာပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒီလိုဆိုတာပေါ့